အားလုံးကိုမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဆူရှီတမင်ဘလိုချက်တလဲဆိုတဲ့ဟာကိုကျွန်တော်တူတူလေးနဲ့ရှင်းလေးပြပါမယ်ကျွန်တော်ကတော့ဆူရှီဒီဆန်ကို10ပေါင်သုံးပါတယ်ပြီးတော့ရေနဲ့နှစ်ခါဖြစ်နိုင်3ခါဆေးနေရပါတယ်ကျွန်တော်ရေနဲ့2ခါဆေးပါမယ်ကျွန်တော်တို့ဒီဆန်ကိုဆေးတဲ့အချိန်မှာကျွန်တော်တို့ဒီတက်စီဦးထဲမှာမဆေးဘဲနဲ့ကျွန်တော်တို့ဒီစတီးစလုံးထဲမှာတက်အဲ့လိုဆေးတော့ပူပေးမှအဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ဒီဦးထဲမှာဆေးရင်တော့ဒီအလူမီနီယမ်ကွာတက်လို့ဖြစ်ပါတယ်ကိုတော့ကျွန်တော်ဦးထဲကိုဆေးထားတဲ့ဆန်ကိုထည့်ပါမယ်ကျွန်တော်ဦးဆိုတဲ့ဦးပပတ်လေးကိုကျွန်တော်စက်ကူနဲ့တုပ်ပါတယ်တော့ကျွန်တော်ဒေးပါမယ်တော့ရေကိုတော့ကျွန်တော်က 2.5 ဆိုတဲ့နေရာနည်းနည်းအကျော်နားလေးမှာထားပါတယ်ကျွန်တော်ရေကတော့နည်းနည်းတော့ကျွန်တော်တို့ချိန်ရတာခက်ပါတယ်ဘာလို့လဲဆိုတော့ဆန်ပေါ်မှာမူတည်ပြီးမှချိန်ရတယ်တကြောင်မိဆွေတို့ရေတုံးနဲ့ဆန်ပေါ်မှာမူတည်ပြီးမှလိုအပ်တဲ့လူရေရတော့သမင်းအဲ့လိုမျိုးတိတ်လေးမပြော့တိတ်လေးမမအောင်ဖြစ်ရပါပြီသမင်းပုံမှန်ကိုချက်တယ်လို့ပေါ့နော်ကျွန်တော်တို့ 2.5 ဆိုတဲ့အပေါ်နားလေးမှာကျွန်တော်တို့အဲ့လိုမျိုးရေကိုထားပါတယ်ဒီအိုးနဲ့ပြီးရင်တော့ကျွန်တော်မီကလုတ် join ပါမယ်မီကလုတ် join ပြီးမှအဲ့ဒီချက်တဲ့ကလုတ်ကိုနှုတ်ပါမယ်ကဲခုတော့ကျွန်တော်45မိနစ်50တော့ကျွန်တော်ချက်ပြီးနောက်မှာတော့ဒီသမင်းကကြက်ပါပြီเนาะဆိုတော့အောက်မှာနည်းနည်းတိုးနေတယ်အဲ့ဒီတိုးလေနည်းနည်းအဲ့လိုမျိုးမဲတဲ့ဟာလေးတွေတုံးလို့မရတဲ့ဟာတွေကိုကျွန်တော်ထည့်ပြီးမှကျွန်တော်ဝီနီဂါပေါ့ဝီနီဂါဆူရှီမှာတော့ဆူရှီသမင်းကိုဝီနီဂါနဲ့ရောရပါတယ်เนาะဆိုဝီနီဂါနဲ့ရောပါမယ်ပြီးတော့ကျွန်တော်ဒီသမင်းကိုပြန်ငကိုပထမပဂတိနေရာကိုလန်ထားတာတော့ကျွန်တော်အဲ့ဒီဖက်ကနေအဘောဖက်ကနေဝီနီဂါလောင်းထည့်ရင်တို့အဆင်ပြေပါတယ်เนาะဝီနီဂါကိုတော့ကျွန်တော်32 ounce သုံးပါမယ်ပေါင်နဲ့ပြောရင်တော့2ပေါင်ပေါ့เนาะ2ပေါင်သုံးပါမယ်ဆိုတော့ကျွန်တော်တို့ဝီနီဂါနဲ့ဒီသမင်းအချိုးစားပြောရရင်တော့လေးပိုင်းတစ်ပိုင်းပေါ့နော်လေးခွက်ချက်ရင်တစ်ခွက်ကဝီနီဂါလေးခွက်ချက်ရင်ဝီနီဂါတစ်ခွက်အလိုထည့်တယ်ပေါ့နော်ဒီသမင်းကိုကျွန်တော်တေးချာလေးဝီနီဂါနဲ့ရောနေအောင်သမင်းကိုကျွန်တော်နေပါမယ်နော်ဒီသမင်းကိုနေပြီးတော့ကျွန်တော်နည်းနည်းလေးသမင်းကိုဒီစလုံးပေါ်မှာညှိပြီးမှကျွန်တော်အဲ့ခန်းထဲမှာ10မိနစ်ထားပါမယ်10မိနစ်ထားပြီးပြန်ကျွန်တော်ရောမှာပေါ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိခုလိုကြည့်ပေးလို့ရန်အားလုံးကိုကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော် See you bye bye